မင်္ဂလာပါအင်ဂျယ်ပါရှင်ဒီနေ့ကျမပြုလုပ်ပေးခြင်းတဲ့ reading လေးကတော့12 13 14ကြာသပတေးတောက်ကြစနေ3ရက်တာအတွက်မှာ82နာရီအတွက်ပေါ့နော်ကြာသပတေးတောက်ကြစနေဖေဖော်ဝါရီ2026 82နာရီအတွင်းမှာဘာတွေဖြစ်နေကြည့်ပေးပါမယ်ဘယ်သူအတွက်လဲဆိုရင်အထူးသဖြင့် on and off situation အတွက်ပါရှင်ကက်ကလေးတွေကိုအာရုံပြုကြမယ်on and off situation မှာကြည့်ပါမယ်ဆိုမှပထမဆုံးကြာလာတဲ့ကက်ကဘာလဲဆိုတော့အရန်ပင်ပန်းနေပြီရဲ့ကျမရဲ့အိမ်ကျရဲ့ချစ်သူတွေကချစ်ရတဲ့သူတွေကဒီ on and off situation ကြီးက relationship လား any kind of relationship ပေါ့နော် any kind of gender အကုန်လုံးကအရန်ကိုပင်ပန်းနေပြီရဲ့စိတ်ရောလူရောအရန်ကိုပင်ပန်းနေပြီပင်ပန်းလုံးအကြည့်လို့လေတချို့အိပ်ရာတွေအောင်လဲကြပြီနော်စိတ်ထောင်းတော့ကိုကြည့်ပေါ့နော်ဖြစ်နေကြပြီဝမ်းနည်းစရာတခုစိတ်မကောင်းစရာတခုကဒီနေ့ reading ကိုကြည့်နေတဲ့သူတွေထဲမှာအိမ်နှောင်တွေပါတယ်ရှင့်အိမ်နှောင်တွေမှလေအိမ်နှောင်သက်တမ်းကြာနေတဲ့သူတွေပါတယ်အထူးသဖြင့်2015လောက်ထဲကအိမ်နှောင်ကြတဲ့သူတွေပါတယ်2015 16အဲ့လောက်ထဲကအိမ်နှောင်ကြတဲ့သူတွေပါတယ်ကလေးလေးတွေရှိပါတယ်ကလေးအနည်းဆုံး2ယောက်ရှိပါတယ်မရှိဘူးလို့ဆိုရင်လည်း1ယောက်တော့ရှိတယ်နော်အိမ်နှောင်တွေပါတယ်အိမ်နှောင်တွေထဲမှာလေအမျိုးသမီးတွေကလင်းယောက်ျားခင်မွန်းရဲ့လာစာတစ်ခုတည်းဟိုတာအားကိုးမိခိုနေရတဲ့သူတွေပါတယ်ဒီ reading ကိုကြည့်နေတဲ့သူတွေမှာဒါပေမဲ့နေဆတူကကိုစာဝတ်နေရေးအတွက်ကိုပူပန်နေရတဲ့အိမ်အောင်တဲ့အမျိုးသမီးတွေပါပါတယ်ရှင်ငါဒီနေ့ဆန်ရှိပါမှာငါဒီနေ့စီဝယ်ရအောင်မယ်ကလေးနှမဘိုးကစသည်ဖြင့်ပေါ့နော်သူ့မှာခေါင်းထဲမှာအတွေးပတ်ချလဲနေတယ်တဲ့ okay ဘာဆက်ဖြစ်မလဲ82နာရီအတွင်းမှာဒီအိမ်အောင်တဲ့အမျိုးသမီးတွေကဘာဆက်ဖြစ်လဲတချို့နှမဘိုးအတွက်အရင်စိတ်ပူနေရနော်ကိုကလေးလေးနှမဘိုးအိမ်အောင်တက်ကအနည်းဆုံးကျွန်မပြောတာ10နှစ်ဆိုတော့လက်တလောပေါ့2025 26ဓမ္မကြီးလည်းပါတယ်နော်လက်လောအိမ်အောင်ပြုထားတဲ့သူတွေယောက်ျားကဘယ်လိုပြောမလဲအဲ့ဒါ KTV သွားတယ်ခေါ်မယ်ဘယ်လိုပြောမလဲညဘက်ပြင်မအိတ်တဲ့ယောက်ျားတွေပါတယ်နော်လာစာပုံမှန်အတော်ယောက်ျားများပါပါတယ်ဒီ reading ကိုကြည့်နေတဲ့သူတွေထဲမှာစာဝတ်နေရေးအတွက်စိတ်ပူနေရတဲ့အမျိုးသမီးတွေဒီ reading ကိုကြည့်နေပါတယ်ခလေးတစ်ကောင်နဲ့ဝလက်ချီလဲနေပြီးတော့ကိုတောင်ပြင်ဆင်ခြင်းနေရတဲ့အမျိုးသမီးဒီ reading ကိုကြည့်နေကြပါတယ်ဘာဆက်လုပ်ကြမလဲငါတို့ဘာဆက်လုပ်ကြမလဲငါတို့ရှေ့ဆက်သွားမယ်ရှေ့ဆက်သွားရင်လည်းဒါကြီးကတရွတ်တက်ကြီးပါလာမယ်အိမ်တော်ရေးတွေရှိတယ်တရွတ်တက်ကြီးဆိုတာလေသိရမလားမသိလို့လည်းမကောင်းသိလို့လည်းမကောင်းအဲ့လိုမျိုးတွေပါနေတယ်တချို့လေအင်ကြီးအဖြူဘောင်းမီအဖြူလားအဲ့လိုအင်ကြီးအဖြူထမိန်အဖြူတွေဝတ်ပြီးတော့လေဆရာတော်ဘုရားတိတကားဆရာတော်ဘုရားရဲ့ညောင်ဆယ်ပင်အဋိဌံဝင်နေတဲ့သူတွေကျွန်မတွေ့ပါတယ်ဒီဗီဒီယိုမှာညောင်ဆယ်ပင်အဋိဌံဝင်တဲ့သူတွေ့တယ်ကျွန်မနောက်တစ်ခုပါခံစားရတယ်โอเคအဖိုးကုခေါ်မှာဟိုဒုတ်ကောက်ကြီးနဲ့လေဘယ်နှမိုင်မှာရှိရလဲအဲ့အဋိဌံဝင်တဲ့သူတွေတွေ့တယ်အဖိုးကုအဋိဌံဝင်တဲ့သူတွေကလေခင်မုန်းကြီး7ပါးကိုကြော့နေတယ်ဟုတ်မှထင်တယ်နော်ကျွန်မအဖိုးကုအဋိဌံမသိဘူးရှင်ခင်မုန်းကြီး7ပါးတော့တိတ်ကြပေါ့ကြော့နေတယ်ကဲ
ဘာဆက်ဖြစ်မလဲကြည့်ကြမယ်လိန်ညာနေတယ်ကိုယ့်ရဲ့အိမ်နောက်ဘက်ကလိန်ညာနေတယ်ကိုယ့်ရဲ့အိမ်နောက်ဘက်ကိုယ့်ရဲ့သမီးသားကိုယ့်ရဲ့ချစ်သူဒီမှာလေ LGBT တွေ့ရနော်မိန်းကလေးချင်းချစ်ကြတဲ့သူတွေမိန်းကလေးချင်းချစ်ကြတဲ့သူတွေမှာ original ကတော့မိန်းကလေးပုတ်ပိန်မဲ့ယောက်ျားလေးလိုဝစ်စားဆင်ရင်တတ်တော်သူယောက်ျားလေးစိတ်ရှိတော်သူထို့သူဒီတေချာဘောက်ကိုလိန်ညာနေပါတယ်ဖုံးကွယ်နေပါတယ်ညံနေညံနဲ့လည်းတုံးနေတာကျွန်မတွေ့တယ်ဘယ်ကိစ္စကိုသူခရစ်တုံးပြီးလှည့်မလဲတော့မသိဘူးเนาะအဲ့ဒါလေးတစ်ချက်သတိထားပေးပါရှင်ကိုတုံးမကိုရဲ့တစ်ဖက်သူနှစ်ယောက်တည်းတစ်ယောက်ကတော့ဒီကိစ္စကြီးကိုရှင်းရှင်းလင်းလင်းကြီးကိုပြတ်သားခြင်းနေပြီရမ်းပင်ပန်းနေပြီဆက်လည်းတီးမခံနိုင်တော့ဘူးစိတ်ကအယမ်းညံနေပြီเนาะတချို့ကတစ်ခုခုကိုလေဟိုဘယ်လိုခေါ်မလဲလှုပ်ချလိုက်ရှင်ပြီးတော့ကျွန်မတွေ့နေတယ်ဘာဖြစ်လို့လဲဆိုတော့ရှစ်ဆက်သွားတယ်မကောင်းဘူးဆိုတာသိနေတယ်အဲ့မွန်းချက်နေတဲ့ဘွားကြီးကိုမနေချင်တော့ဘူးတဲ့မနေချင်တော့မရှစ်ဆက်ချင်တော့ဘူးဆိုပုံမှန်တော့မယ်ဒီလောက်နာကျင်နေရ that's enough ပေါ့နော်ငါအတွက် enough ငါဒီတစ်ခါတော့ငါစိတ်တွေမာကြောမှရတော့မယ်ငါစိတ်တွေပြတ်သားမှရတော့မယ်ငါမပြတ်သားရင်ငါဒုက္ခရောက်မယ်ငါဒုက္ခရောက်တာတချို့ကလေး3ယောက်ထိပါတယ်နော်ငါကလေးလေးတွေဒုက္ခရောက်မယ်ဆိုပြီးတွေးနေတယ်ကလေး3ယောက်ထိပါတယ်သူတွေးတယ်ကဲအဲ့ဒီတစ်ဖက်သူကကိုကိုဖုံးကွယ်ထားတဲ့အရာတွေကဘာလဲပါတစ်ခါလေးကြည့်ပေးလိုက်မယ်သူကမအားဘူးတဲ့ကိုယ့်ချိန်ပေးနိုင်ဘူးတဲ့နော်ဩနင်းနာကျင်နေရကိုငါသိရင်ဘာလို့လုပ်တာလဲโอเคထပ်ပြောတယ်နော် Oracle ကလည်းဒီ reading ကိုကြည့်နေတဲ့တစ်ဖက်သူကခုနကတော့ကျွန်တော် tarot မှာပြောပါတယ်တခုခုကိုလိန်ညာနေရလှည့်ပြားနေရဟန်ဆောင်နေရ tricky သုံးဖို့ကြိုးစားနေရ Oracle ကလည်းထပ်ပြောပါတယ်ငါမင်းကိုဖုံးကွယ်ထားတာရှိရဲ့ဘာကြီးဖုံးကွယ်ထားလဲမသိဘူးကွယ်တချို့ကလေကိုယ်ပါစကကိုယ်နှုတ်ကထွက်တဲ့အောင်စောင့်နေတာကျမရှင်နဲ့မပေါင်းနိုင်တော့ဘူးကျမရှင်နဲ့လမ်းခွဲမယ်ကျွန်တော်ခမားနဲ့မပေါင်းနိုင်တော့ဘူးကျွန်တော်ခမားနဲ့လမ်းခွဲမယ်ဆိုပြီးအဲ့လိုမျိုးကိုယ်နှုတ်ကနေပြီးတော့စပြီးတော့လမ်းခွဲစကားပြောတာကိုစောင့်နေရတယ်နော်ရှစ်ဆက်လိုက်တာလူကြီးလူကောင်းမဆန်ဘူးကွယ်ကိုကတော့သူကတာနေကိုဘွားရဲ့အကောင်းဆုံးတော့သူဆိုပြီးတော့ကိုကတတ်မှတ်ထားတာနော်ဒီဘက်ကလူကတစ်ဖက်သူကတော့ကိုယ်နှုတ်ကနေပြီးတော့သူ့ကိုလမ်းခွဲဖို့အချိန်ကြီးထိမဖြစ်အောင်တိုက်တွန်းနေတယ်ပေါ့နော်ဒီမှာလေအခုပြန်တွေးရမှာဒီ reading ကိုကြည့်နေတဲ့သူတွေကလေကိုယ့်အတွက်ကိုဘယ်အရာကကိုယ့်အတွက်ကိုပတ်တာစေမယ် healing ဖြစ်စေမယ်ဆိုတာရေးတော့ကိုယ့်အတွက်ပဲကိုကြည့်ပါတော့လို့ angel ကတော့တိုက်တွန်းခြင်းနဲ့ဒီ toxic relationship ကြီးကနေရုံထွက်ကြပါတော့ဒီ toxic relationship ကနေလေရုံထွက်ကြပါတော့ကိုယ့်အတွက်ကိုကိုယ့်ရဲ့ကျမ်းမာရေးကိုဂရုစိုက်ပါကိုချစ်ပါကိုတန်ဖိုးထားပါကိုလှပအောင်နေပါကိုကလှတယ်လို့တွေးပါဒီ reading ကိုကြည့်နေတဲ့တချို့လူတွေနည်းနည်း upset ဖြစ်နေတော့ငါမလှဘူး no you are very beautiful အဲ့ဒါဘယ်တော့မှမမေ့ပါနဲ့ you are very beautiful you are strong enough you have to fight for it ဟုတ်ပြီနော်ကျမတို့ရေလှပတယ်တတ်ပါတယ်ရင်ဆိုင်နိုင်တယ် okay ဟုတ်တယ်ဒီ reading ကိုကြည့်နေတဲ့တချို့ယောက်ျားလေးတွေကတခြားကိုယ့်ရဲ့တစ်ဖက်သူကယောက်ျားလေးဆိုကိုယ့်ရဲ့တစ်ဖက်ကလေးကတခြားသူနဲ့စကားပြောနေရဲ့မိန်းကလေးဆိုကိုယ့်ရဲ့ယောက်ျားလေးကတခြားသူနဲ့စကားပြောနေတယ်အဲ့ဒါလေးကိုသိစေချင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေရှင်ကျေးဇူးတင်ပါတယ်